မင်္ဂလာပါကျင်းနှကောင် channel မှာနှွေးထွေးစွာကြိုဆိုပါရစေ ရှေးခါကတောအုပ်ကြီးတစ်ခုထဲမှာအလွန်ကြီးမားတဲ့ညောင်ပင်ကြီးတစ်ပင်ရှိတဲ့။အဲ့ဒီညောင်ပင်ကြီးပေါ်မှာကျင်နာတတ်တဲ့ညောင်ပင်ဆောင်သက်ပင်ကြီးနေထိုင်ပါတယ်။ဒီနေ့တော့ရွှေဝါရောင်အစင်းရှိတဲ့ငှက်ကလေးတစ်ကောင်ဟာညောင်ပင်ကြီးစီပြန်တန်းလာခဲ့တယ်။ငှက်ကလေးဟာညောင်ပင်ကြီးပေါ်မှာနားခိုရင်တာယာတဲ့အတန်နဲ့တချင်းဆိုနေတာပေါ့။မကြခင်ပါပဲကောင်းကင်ကြီးမှောင်မိတ်လာပြီးမိုးတွေတီးထန်စွာရွာချပ်ငှက်ကလေးဟာမိုးတံကြောင့်ချမ်းတုံပြီးအတောင်ပံတွေဆူဆွဲကုန်တာပေါ့ဒါကိုမြင်ရတဲ့နမင်းကြီးဟာသနာဂယုနာဆက်ပြီးငှက်ကလေးကိုမိုးတံကနေကာဖွေပေးလိုက်တယ်မိုးတိတ်သွားတဲ့အခါငှက်ကလေးဟာနမင်းကြီးကိုကျေးဇူးတင်တဲ့မျက်လုံးလေးတွေနဲ့ကြည့်နေပါလေနမင်းကြီးကငှက်ကလေးကိုတောအုပ်သစ်ပင်တွေပုံမစိမ့်လန်းစေဖို့ရတနာမျိုးစေ့လိတစ်ခုပေးလိုက်တယ်ငှက်ကလေးဟာမျိုးစေ့ကိုတည်ဆောင်ပြီးတောအုပ်အနှံ့ပလန်တန်းရင်းတစ်ပင်တစ်တွေစိုက်ပျိုးပေးခဲ့တယ်။မကြခင်မှာပဲအဲ့ဒီတောအုပ်ကြီးဟာအငင်ကထပုံမူစိမ့်လန်းตายရလာပါတော့တယ်။တဘာဝတရားကိုချစ်မြတ်နိုးတာဟာအားလုံးအတွက်ကောင်းကျိုးကိုချစ်စေတယ်ဆိုတာပုံမြင်လေးကပြောပြနေပါတယ်။ နောက်တစ်ခါပြန်ဆုံတွေ့ကြမယ်လေဘိုင်ဘိုင်